ပြည်တွင်းခွန်များဦးစီးဌာနဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမူယုံ၏2026-2029ဘဏ္ဍာရေးနှင့်တည်ဆဲခွန်ဥပဒေများအရလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ဆက်လင်း၍ရှင်းလင်းဆွေးနွေးပွဲကိုယခုလ17ရက်မိနစ်ပိုင်းချိန်ကလူလူချေပြုဗဟိုဌာနဗဟန်း Community Center ခန်းမ၌ကျင်းပခဲ့ပါသည်။ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကန့်ဝင်းကအဖွဲ့မှစကားပြောကြားပြီးဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးဦးရဲဝင်းနိုင်ကအခွန်ဆိုင်ရာကိစ္စရပ်များကိုပြည်သူများရှင်းရှင်းလင်းလင်းသိရှိနိုင်စေရန်အတွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဆက်လက်၍အခမ်းအနားတက်ရောက်လာကြသည့်အခွန်တန်းပြည်သူများကသိရှိလိုသူများကိုမေးမြန်းကြရာတာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရပါတယ်။အဆိုပါအခမ်းအနားသို့ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှရုံးမှတာဝန်ရှိသူများဗဟန်းမြို့နယ်အတွင်းရှိအခွန်တန်းပြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။ဒီသတင်းကိုရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်းရုံးမှပေးပို့တာဖြစ်ပါတယ်ရှင်။